အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကောင်မလေးတွေအနေနဲ့ကိုချစ်သူယောက်ျားလေးရဲ့ဟူဟာလေးကိုပါစက်နဲ့ဘလို့ထီထီမိမိလုပ်ပေးရမလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်ယောက်ျားလေးတွေကလည်းကိုချစ်သူကောင်မလေးကိုပလွေပေးနေတင်ပေးဖို့ဒီဗီဒီယိုလေးကိုကြည့်သွားတင်ပါတယ်နော်ပလွေပေးရဆိုတာယောက်ျားလေးတွေရဲ့ပစ္စည်းကိုသူတို့တာယာစေဖို့အတွက်ပါစက်နဲ့ပြုလုပ်ပေးတာကိုပြောတာဖြစ်ပါတယ်။ယောက်ျားလေးတွေကပလွေအပေးကောင်းတဲ့ကောင်းမလေးတွေဆိုတန်းတန်းဆွဲဖြစ်တတ်ပါတယ်။ပထမဆုံးအနေနဲ့ပလွေပေးတော့မယ်ဆိုရင်ပါစက်ထဲမှာတွေများများစုထားပါနော်။ဒါမှထိပ်ဖူးလေးကိုမှုန်လိုက်တဲ့အခါ၆သွင်းနာကျင်တာမျိုးမဖြစ်ပဲဆူဆူဆွတ်ဆွတ်လေးနဲ့ပထမဆုံးအထီတွေ့မှာတယ်ကော့တက်သွားစီမှာပါဒါပေမဲ့ထိပ်ဖူးလေးကိုတန်းပြီးငုံလိုက်တာမျိုးမလုပ်ပါနဲ့အရင်ဦးဆုံးကိုတို့ရဲ့ပစ္စည်းလေးအစွမ်းကုန်ထောင်မှတ်ပြီးမလာအောင်လုပ်ပေးရပါမယ်ခိတ်ခါလေးကိုရှာလေးနဲ့တစ်ချက်လောက်တိုးလိုက်ပါပြီးရင်တော့ပစ္စည်းအတန်လေးကိုအပေါ်ကိုလှန်လိုက်ပြီးငုံဦးလေးတွေကိုအရင်ဆုံးရှာလေးနဲ့ရက်ပေးပါနော်အတန်လေးကိုရှေ့တိုးနောက်ဆုပ်လုပ်ပေးရင်ဦးလေးတွေကိုငုံနာဆွဲဆုပ်တာမျိုးဦးနဲ့အတန်စုံတဲ့နေရာကအကြောကြီးတွေကိုကစ်စင်ဆွဲသလိုဆုပ်ပေးတာမျိုးကကိုရုကိုကော့ပြန်တက်သွားစေပါတယ်ပစ္စည်းအတန်စီတွေးပို့ပေးတဲ့ဦးလေးတွေကိုရှာလေးနဲ့ရက်ပေးတာကကိုတို့ရဲ့အတန်လေးကိုပုံမမာကြောထောင်မတ်စေပြီးကိုတို့ရဲ့လိမ့်စိတ်ကိုလည်းပုံမပြင်းထန်လာစေပါတယ်ပြီးတော့ငုံဦးလေးရဲ့နောက်ဖက်ပေါင်ကြားလေးကိုလည်းရက်ပေးဖို့မမိနဲ့နော်ပြီးရင်တော့ကိုတို့ရဲ့ထိပ်ဖူးလေးကိုမုံပြီးရှာလေးဝိုက်သိမ်းတာကလိယာမျိုးလုပ်ပြီးဖြည်းဖြည်းချင်းဆွဲဆုပ်ပါနော်ကိုကနည်းနည်းလေးမောတာမျိုးဖြစ်လာပြီဆိုရင်တော့ပါဇက်ထဲကနေပြန်ထုတ်ပြီးရှာဖျားလေးနဲ့ထိတ်ကအပေါက်လေးကိုတိုးပေးတာထိတ်ဖူးလေးကိုရှာနဲ့ပက်ရက်ပေးတာအတန်လေးကိုအပေါ်အောက်နှမ်းပေးရက်ပေးတာမျိုးလုပ်ပေးပါနော်ကိုတို့ရဲ့ပစ္စည်းလေးကိုပါဇက်နဲ့လုပ်ပေးတဲ့အခါအာခေါင်ကအများကြီးအဓိကကြပါတယ်မိန်းကလေးတွေရဲ့အာခေါင်ကပြပြအတွင်းသားလေးလိုနူးညံ့တာကြောင့်ကိုတို့အနေနဲ့အသေးခိုက်အောင်ကြိုက်ကြပါတယ်ဒါကြောင့်ထိပ်ဖူးလေးကိုငုံမီဆိုရင်အာခေါင်လေးနဲ့ထိအောင်လုပ်ပေးတာကိုတို့ရဲ့ထိပ်ဖူးလေးကိုပတ်ဆောင်လေးနဲ့လှည့်ပတ်ထိုးပေးတာမျိုးကကိုတို့ကိုပါဇက်ထဲမှာတင်တီးတွားစေနိုင်ပါတယ်ထိပ်ဖူးလေးကိုရှာနဲ့ဝိုက်သိမ်းပြီးစုပ်ပေးတာရှာဖျားလေးနဲ့ထိပ်ဖူးကအပေါက်လေးကိုတစ်ဆက်ဆက်ထိုးပေးတာမျိုးကကိုတို့ကိုအထွတ်ထိပ်အမြင်ရောက်စေပါတယ်တမိနစ်လောက်အပေါ်ကပြောသလိုလုပ်ပေးကြည့်ပါနော်ကိုတို့ဘက်ကနေချီရမရတော့ဘူးလောက်ကြရအောင်ကွာလို့ပါပြောလာပါလိမ့်မယ်နော်